အားလုံးပဲမင်္ဂလာပါဗျအချမ်းကြီး blog YouTube channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးမယ်အကြောင်းအရာပေါ့နော်ဒီအခုချိန်မှာဒီများတွေကဘေးတုံးရဝယ်တုံးရတာလည်းမတန်တော့လို့ဒီအခုမိုင်းတဲ့ကတ်တုံးနေတူတွေပေါ့နော်ဒီမိုင်းဒီ game ဆိုတာရှိတယ်ဒီကို game တွေစော့နေတူတွေလည်းသူတို့အတွက်ဒီလိုပေါ့ MB တွေလည်းမပေးတော့ဘူး point တွေလည်းမပေးတော့ဘူးပြီးတော့ဘေးတာကုန်တာလိုက်ဒေတာဝယ်တာရောအဲ့ဒါတွေကဘယ်ပြောစော့လဲဘာမှလည်းမပေါက်တော့ဘူးเนาะအဲ့ဒါကဘေးကောင်တာပဲပတ်စံကောင်တာပဲဖတ်တဲ့နေဆိုတဲ့တူတွေအတွက်ကျွန်တော်ဒီနီလန်းကောင်းလေးကိုကျွန်တော်ညွန်ပေးချင်တယ်ပေါ့နော်ပြတာပေးချင်တယ်ပေါ့မိတ်ဆွေတို့စိတ်ဝင်စားနေစင်တော့ဒီဗီဒီယိုလေးကိုစနေဆုံးနေကြည့်ဖို့ကျွန်တော်မိတ်ဆွေတို့ဖိတ်ခေါ်လိုက်ပါတယ်ဗျအဲ့ဒီဆိုကျွန်တော်ပြောမယ့်နီလန်းလေးอ่ะပေါ့နော်ပတ်စံမှလည်းတပြားမှလည်းကုန်စရာမလိုဘူးဘယ်တော့မှလည်းကုန်စရာမလိုပေါ့နော်အဓိကဟိုမှာကျွန်တော်ဒီ software လေးရှိအောင်နဲ့တင်ကျွန်တော်ဒီ software လေးရှိအောင်နဲ့တင်ဘယ်လိုပြောမလဲစင်ပြေပေါ့နော်ဘေးတက်ထည့်ကြမလို့တော့ဒီကောင်လေးရှိရင်လည်းနေ့စဉ်နေနေပေါ့နော် MB 9000ပုံမှန်ရတယ်ပေါ့ဒါပေမဲ့ကိုကအဆင့်ဝင်တော့လို့ရှိတယ်လေလက်အဆင့်ဝင်တော့တယ်ဆိုရင်တော့တူအောင်ဆိုရင်အလေးအဆင့်ဝင်တော့ဆိုရင်တနင်္လာနေ့တိုင်းမှာနေ့တိုင်း MB 1000ပုံမှန်ရပါပေါ့နော်ဒါမှမဟုတ်ကိုကဒီဟာပေါ့နော်ဒီအမှတ်အဆင့်မဝင်ခဲ့ရင်ကျွန်တော်တို့ဒီ star အဆင့်တွေဝင်ခဲ့တယ်ဆိုရင်တော့သူကတနင်္လာနေ့တိုင်းမှာ MB 2000ပုံမှန်ပေးရပါတော့ဘယ် application လဲဆိုတော့ဒီ software ဆိုလဲဆိုတာကိုကျွန်တော်မိတ်ဆွေတို့ပြတာပေးပါပေါ့နော်ဒီကောင်လေးပဲဖြစ်ပါတယ်ဗျဒီကောင်လေးလည်းရတယ်ပြီးတော့ဒီကောင်လေးလည်းရတယ်ဒီကောင်2မျိုးနဲ့မကပါဘူးเนาะဒီကောင်လေးရှိပါတယ်ဗျကျွန်တော်3မျိုးစော့တာပေါ့နော်တောင်းတာပေါ့မိတ်ဆွေတို့စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ရဲ့ Telegram အကောင့်ကိုလာပြီးတော့စာလာပို့ပြီးတော့လာတောင်းလို့ရတယ်เนาะကျွန်တော်ပို့ပေးပါမယ်ဗျဒါဆိုကျွန်တော်တစ်ချက်လောက် game နဲ့ကိုဝင်ပြမယ်ပေါ့နော်ကျွန်တော်ဘယ် game နဲ့ဝင်ပြမှာလဲဆိုတော့ကျွန်တော်ဒီ game နဲ့ကိုဝင်ပြမှာပဲဖြစ်ပါတယ်ဗျဒါဆိုကျွန်တော်တစ်ချက်လောက် game နဲ့ဝင်လိုက်မယ်เนาะโอเคဒီမဲ့ကျွန်တော်မှာဒီမဲ့ကြည့်လို့ရတယ်ပေါ့နော်ဟိုကောင်ဒီကောင်လည်းမိုင်းဒီလိုပဲပေါ့ကျွန်တော်မှာဒီနေ့ညီဆုံးကျွန်တော်ဒီလိုနှိမ့်လာဒီမဲ့ကျွန်တော်မှာ MB က2000 sorry ကျွန်တော်မှာဒီမဲ့ဗျာ sorry ကျွန်တော်မှာဒီ MB က2000ကျော်ရှိတယ်ဗျာအခုနော် MB က2000ကျော်ဒီပြောချင်တာကဒီမဲ့ဖုန်းမိနစ်က48မိနစ်ဗျာနော်ဒီကောင်အနီကောဆိုတာဟိုဖုန်းကြိုက်တဲ့ဖုန်းခေါ်ရပါပေါ့နော်ဒီကောင်9မိနစ်ရှိတယ်ဒီကောင်တော့ဟိုပါပေါ့ promo ကိုစရာတူပြောချင်တာဒီကောင်လည်းကြိုက်လို့ခေါ်ရပါတော့ဒီကောင်တော့26မိနစ်ရှိတယ်ဒီကောင်ကတော့480မိနစ်ရှိတယ်ဒါပေမဲ့ကျွန်တော်မှာ point 1900ရှိတယ်နော်ဒါပေမဲ့ကျွန်တော်လည်းဒီနေ့မှစတည်တဲ့ဒါကြောင့်ကျွန်တော်ဒီနေ့မှစော့ရင်လည်းကျွန်တော်မိတ်ဆွေတို့ပြန်လည်မျှဝေပေးတာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့စော့မယ်ဆိုရင်ဘယ်ဟာလေးနှိပ်ရမယ်လဲဆိုရင်တော့ကျွန်တော်တို့ဒီကောင်လေးကိုနှိပ်ပြရမှာဖြစ်ပါတယ်ဗျဂိမ်းကစားရဆိုတာလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်ပြလိုက်မယ်ပေါ့နော်โอเคဒီမဲ့ကျွန်တော်ကဒီ software ကိုကျွန်တော်အကောင့်3ကောင့်တော့ချိန်ထားတယ်ပေါ့နော်ဒီအကောင့်တွေဒီမဲ့ဒီရဲ့ layer အကောင့်ရဲ့ဒီအောက်ဆုံးအကောင့်ရဲ့ဒါပေမဲ့ကျွန်တော်ဒီက3တဲ့အကောင့်ကတော့ဒီထိပ်ဆုံးအကောင့်ပဲဖြစ်ပါတယ်ဗျမိတ်ဆွေတို့ဒီ software လိုချင်နေဆိုရင်တော့လေဒီကျွန်တော်ဒီအပေါ်ဆုံးဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့လာရောက်ပြီးတော့ဒီ software ကိုတောင်းလို့ရတယ်ပေါ့နော်ဒါဆိုကျွန်တော်တစ်ချက်လောက်ဒီအပေါ်ဆုံးဖုန်းနံပါတ်ကိုဝင်လိုက်တော့မယ်နော်โอเคဝင်လိုက်မယ်ဆိုဒီမဲ့ရပြီပေါ့နော်ဒီမဲ့ကျွန်တော်တို့ဒီကောင်လေးဒီမှာပေါ်လာဆိုရင်တော့ဒီဘေးနဲ့လုံးဝမဆိုင်ဘူးเนาะဒီကောင်လေးတော့မနှိပ်ပါနဲ့ကျွန်တော်နှိပ်ရမယ့်ရာကတော့တစ်ခုပဲရှိပါတယ်เนาะဘယ်ဟာလေးလဲဆိုတော့ဒီကောင်လေးပေါ့ဒီအောက်ကဒီစာအပြာဒီကောင်အပြာလေးတွေပဲပြောမှာเนาะဒီကောင်လေးကိုနှိပ်ပြရမယ်ဒီအစိမ်းလေးလည်းနှိပ်ရသလိုဒီအဝါလေးလည်းနှိပ်ရเนาะဒီတုံးမျိုးအားကြိုက်တာနှိပ်ပြီးတော့ဆော်ရရတယ်ဒါပေမဲ့အကောင်းဆုံးကတော့ဒီအောက်ကဒီစာလေးအပြာလေးကပူအကောင်းဆုံးလို့ကျွန်တော်ပြောချင်တယ်ပေါ့เนาะဒါဆိုကျွန်တော်တစ်ချက်လောက်ဆော်ပြမယ်ပေါ့เนาะဆော်ပြီးကျွန်တော်ဒီစာအပြာလေးကိုနှိပ်လိုက်မယ်ခဏနေမယ်ဒီမဲ့ဒီမှာရောက်ရင်တခါတည်းအစိမ်းအောင်နှိပ်လို့လည်းရတယ်မယ်ဒါပေမဲ့ဒီနေရာလေးတော့နည်းနည်းရေးပေးလိုက်ပေါ့ဒီမဲ့တွေ့မလား0စပွဲရေး0စာလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်လိုက်မယ်နော်ဒီကောင်ကိုတစ်ချက်လောက်နှိပ်လိုက်မယ်ဗျနှိပ်ပြီးချင်းဒါကဘာရဲကျွန်တော်30ရေးလိုက်မယ်ဒီ30ဆိုတာဒီကောင်ကဘလူထူးလေဘလူအဓိပ္ပာယ်ရလဲဆိုတာသူပြောချင်တာဗျဒီပွဲရေး30ပေါ့နော်ဒီပွဲရေး30ပြီးတော့အင်တူအော်တိုရက်သွားတယ်ပေါ့နော်ဒီ30ပွဲပဲစောက်မှာဗျဆော့ပြတယ်အဲဒီ10ပဲပြည့်သွားရင်တူမတူအော်တိုရက်တော့မှာပဲဖြစ်ပါတယ်ဗျဒါဆိုကျွန်တော်တစ်ချက်လောက်ဒီကောင်လေးကိုနှိပ်ရမယ်နော်ဆော့မယ်ဆိုရင်ဒီစနက်စံလေးနှိပ်ရမယ်ဒီ store လေးမဟုတ်ပါဘူးနော်ဒီစာစိမ်းအောင်လေးဖြစ်ပါတယ်ဗျဒါဆိုကျွန်တော်တို့ဒီစိမ်းအောင်လေးကိုနှိပ်လိုက်မယ်နော်နှိပ်ပြီဆိုဒီမဲ့သူကဒီမဲ့လာပြီပေါ့နော်ဒီမဲ့ game တစ်စတင်ပြီဆိုတော့ auto play စတင်ပါပြီဒီမဲ့အခုကတော့လာပြီပေါ့နော်ဒီမဲ့အခုမြင်တယ်နော်ဒီကြယ်လေးတွေကတော့ဗျာဒီကြယ်လေးတွေများတယ်ဆိုရင်တော့ကျွန်တော်တို့ဟွာလေပေါ့နော်ဒီတနေ့လာနေ့တိုင်းမှာဒီ MB 2000နေ့စဉ်နေ့တိုင်းရမှာပေါ့နော်အဲ့ကပ်ပြားတွေဆိုရင်လည်းဒီမဲ့ပေါ့နော်ဒီမဲ့ကြည့်ကျွန်တော်အခု MB 14 MB ပေါက်ပြီပေါ့နော်ဒီမဲ့တွေ့နော်ဒီကောင်လေးစဉ်တခါအခုချိန်မှာပေးနေရှင်မဟုတ်တော့ဘူးเนาะကျွန်တော်ညနေ8နာရီခွဲမှာဆော့တဲ့ကြောင့်ပေးနေရှင်မဟုတ်လို့နေတာပေါ့เนาะကျွန်တော်ဒီကမနက်ခင်း9နာရီခွဲ6နိုင်ဝန်းကျင်လောက်ဆော့နေဆိုတော့ကျွန်တော်တို့ဒီတပုံးနဲ့နေတယ်အဲ့လိုမျိုးတပုံးနဲ့နေတယ်ပေါ့နော်ကျွန်တော်တို့ MB တွေ900 600နဲ့တင်ရတယ်ပေါ့နော်ဒီမဲ့အခုကြည့်နော်သူ့ချိန်နဲ့မဟုတ်တော့မှကျွန်တော်ပဲပါလာပြန်မယ်နော်ဒီလားအစိမ်းအောင်ပါလေ
အဲ့ဒီအစိမ်းရောင်ကတော့ MB ဖြစ်တယ်နော်ဒီအဲ့ဒီအစိမ်းရောင် MB ဖြစ်တယ်ဒီမဲ့ပြီးတော့ဒီမဲ့ကြည့်ပေါ့နော်ဒီမဲ့21 MB ရှိသွားပြီဒါနှစ်ပွဲပဲရှိတယ်နော်နှစ်ပွဲမရှိတယ်တော့မှကျွန်တော်မှဒီမဲ့35 MB ရသွားပြီပေါ့နော်တကယ်အကယ်၍ကျွန်တော်ဘေးထည့်တာတဲ့စာရင်တော့ဒီကောင်ကပိုပြီးတန်တယ်လို့တော့ယူဆရတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့အနေထားမှာရှိတယ်ပေါ့ဒီကောင်ကတော့ mini ဖြစ်တယ်ဒီကောင်ကတော့ point ဖြစ်တယ်ပေါ့နော်ခုလာပြန်ပြီပေါ့နော်ကျွန်တော်3ပွဲမရှိတယ်3ပွဲဆက်တိုင်း MB ကိုပေးနေတယ်နော်ဒီမဲ့ကြည့်ပါဦး3ပွဲဆက်တိုင်းကို MB ပေးနေဆိုဘယ်လောက်ကောင်းလဲ software လေပေါ့နော်မိတ်ဆွေတို့ဒီ software လိုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ Telegram မှာလာရောက်ပြီးတော့တောင်းရတယ်ပေါ့နော်ဒီခုဆိုရင်33 MB မြင်လိုက်တယ်နော်အခုဆိုကျွန်တော်မှာအားလုံးပေါင်းစုစုပေါင်း66 MB ဖြစ်နေပြီပေါ့နော်โอเคဗီဒီယိုလေးတော့ဒီလောက်ပါပဲเนาะမိတ်ဆွေတော့အားရအကုန်လုံးအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်မိတ်ဆွေတော့ဒီ software ကိုလိုချင်တဲ့တူလေးကျွန်တော် Telegram မှာလာရောက်ပြီးတော့တောင်းလို့ရပါတယ်เนาะနောက်ထပ်ဗီဒီယိုတွေမှာဆိုလည်းပဲခုလိုဤပညာဗီဒီယိုတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးနှိပ်ပေးတော့ကြပါဦးဗျဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ